သားသမီးတွေရဲ့ပညာရေးအတွက်အမျိုးသမီးအများစုမှားတတ်တဲ့အမှားကြီး၃ချက်မင်္ဂလာပါခင်ငင်းကတော့ Financial Services Consultant တယောက်လုပ်ကိုင်နေတဲ့ခင်ငင်းပဲဖြစ်ပါတယ်ခင်ငင်းတို့အမျိုးသမီးအများစုသားသမီးတွေရဲ့ပညာရေးအတွက်ငွေစုတဲ့အခါမှာမှားတတ်တဲ့အမှားကြီး၃ချက်ကိုဒီဗီဒီယိုလေးမှာပြပြပေးမှာဖြစ်ပါတယ်ပထမဆုံးတစ်ချက်ကတော့ခင်ငင်းတို့သားသမီးတွေရဲ့ပညာရေးအတွက်ဘဏ်တွေမှာ saving account တွေ fixed account တွေနဲ့ဒီလိုမျိုးငွေတွေကိုပုံသေးစုတက်ကြတယ်ဒီလိုအခြေအနေမှာနှစ်ကာလကြာသွားတဲ့အခါမှာကုန်စည်နှုန်းတွေငွေကြေးဖောင်းကြမှုတန်တွေကြောင့်ကိုယ့်ရဲ့သားသမီးတွေရဲ့ပညာရေးအတွက်တကယ်ငွေလုံလောက်တဲ့လိုအပ်တဲ့အခါမှာလုံလောက်တဲ့ငွေပမာဏကိုမရရှိဘဲနဲ့ဖြစ်တတ်ပါတယ်ဒုတိယအမှားတစ်ခုကတော့ရသမျှပတ်စံတွေကိုရွှေတွေပိုင်ဆိုင်မှုတွေတိုးပွားအောင်ဒီလိုမျိုးနေရာတွေမှာစုဆောင်းထားကြတယ်ဒီလိုအချိန်တွေမှာမမျှော်လင့်မဲ့နဲ့ကျန်းမာရေးကုန်ကျစရိတ်တွေရှိလာခဲ့တဲ့အခါဒီစုဆောင်းထားတဲ့ပိုင်ဆိုင်မှုတွေကိုထုခွဲရောင်းချလိုက်ရတဲ့အတွက်ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေဆုံးရှုံးသွားတတ်ပါတယ်နောက်ဆုံးအမှားတစ်ခုကတော့အရေးပေါ်အခြေအနေတွေအတွက် emergency backup plan ကိုလုံလောက်တဲ့ပမာဏကိုကြိုတင်ပြင်ဆင်ထားခြင်းမရှိတာပါတချို့သောလူတွေဆိုရင်အခုလိုအချိန်ခါမှာအာမခံလို့ခေါ်တဲ့အကာအကွယ်လေးတွေကိုပြင်ဆင်ထားကြတယ်ဒါပေမဲ့လုံလောက်တဲ့ပမာဏကိုပြင်ဆင်ထားခြင်းမရှိဘူးကိုဝယ်ထားတဲ့ပမာဏတွေကတကယ်လုံလောက်တဲ့ပမာဏကိုမပြင်ဆင်ထားတဲ့အတွက်မမျှော်လင့်ထားတဲ့အခြေအနေမှာကို့မှာစိတ်ကူးသားစိတ်တွေကျန်းမာရေးစိတ်တွေငွေကြေးဆုံးရှုံးမှုတွေဒါတွေကြုံလာခဲ့တဲ့အခါမှာလုံလောက်တဲ့ backup plan မရှိတဲ့အတွက်ကြီးမားတဲ့ငွေကြေးဆုံးရှုံးမှုတွေကိုကြုံနေရပါတယ်ဒီဗီဒီယိုကြည့်နေတဲ့မိတ်ဆွေကရောဘယ်လိုမျိုးငွေကြေးအမှားလေးတွေကိုပြင်ဆင်ခဲ့ရလဲ comment လေးမှာရေးခဲ့ပေးပါအောင်เนาะနောက်ထပ်ငွေကြေးနဲ့ပတ်သက်တဲ့ဘူတုဒလေးတွေကိုအများနဲ့ sharing လုပ်တာပေးမှာမို့လို့ခင်ကြီးရဲ့ဒီ account လေးတွေကို follow လုပ်ထားပေးဖို့အတွက်မမေ့ပါနဲ့เนาะနောက်ဗီဒီယိုလေးမှာပြန်ဆုံပါမယ်ရှင်